အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ပြောမယ့်ဟာလေးကတော့ကလေးတွေအတွက်ကိုscreen time စပေးမယ်ဆိုလို့ရှိရင်ဘယ်ဟာလေးတွေအဆင်ပြေလဲကျမသမီးကိုဘာလေးတွေပြလဲဆိုတာပေါ့နော်အဲ့တော့ပထမဆုံးပြောရမယ်ဆိုလို့ရှိရင်ကျမတို့ကဒီအုံနောက်ကိုလှုံ့ဆော်မှုနည်းတဲ့ TV shows လေးတွေပြတင်တယ်ပြီးတော့ဒီကလေးကိုအတူတူမိဘတွေကနေပြီးတော့ကလေးနဲ့အတူတူအချိန်ပေးပြီးတော့ဒါထိုင်ကြည့်ပေးရမယ်ပေါ့နော်အဲ့ဒါလေးကကျမအရှိဗီဒီယိုခင်မှာလည်းတော်တော်လေးပြောပြီးသားပါတော့ကျမအကြိုက်ဆုံး TV show ကိုပြောရမယ်ဆိုရင်ကျမတမီးလေးအတွက်ကိုပေါ့နော်ကျမအကြိုက်ဆုံးက Guess How Much I Love You ဆိုတဲ့TV shows လေးပါသူကတော့စာအုပ်ကဟိုးအရင်1993 94လောက်ဖြစ်မယ်နဲ့တူတယ်အဲ့လောက်ခရေကသူ့စာအုပ်လေးတွေထွက်ပြီးသားကျမသမီးကစာအုပ်လေးတွေလည်းရှိရဲ့အဲ့စာအုပ်လေးအဲ့ series စာအုပ်လေးသူကြိုက်တယ်အဲ့ဒါသူ TV shows ကကြတော့ကျွန်မထင်တယ်2014 15လောက်မှဒါ shows လေးတွေစပြီးတော့ဖြစ်တာပေါ့နော်ဒါ episode တွေလည်းအမှန်ကြီးတော်တော်များတယ်သူကတငယ်ချင်းနေနဲ့ရောတငယ်ချင်းနေနဲ့ဘယ်လိုမျိုးပေါင်းသင်းရတယ်ဆိုတဲ့ဟာမျိုးလေးပြီးတော့တားဖတန်ရောစင်ဟာမျိုးလေးတွေဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီချစ်ချင်းမြတ်တာပြီးတော့သူတို့ကဒီတောအုပ်လေးထဲမှာဒီရာသီဥတုအပြောင်းလဲလေးတွေအကြောင်းတွေရောပြီးတော့တဘာဝပတ်ဝန်းကျင်အကြောင်းလေးတွေရောနဲ့ပတ်သက်ပြီးတော့ပြောရရင်ဒီ episode လေးတွေကလောက်ထားတာဆိုတော့လေအဲ့ဒါလေးတွေကကလေးရဲ့အုံနောက်ကိုအကြောင်းလေးအများကြီးနဲ့အရန်လှုံ့ဆော်မှုလည်းမပေးတဲ့အပြင်ကိုတော်တော်လေးလည်းကလေးအတွက်ကဘ ഹു ဒရာရတယ်ပေါ့နော်ဆိုတော့ကျွန်မအဲ့ show လေးတော်တော်ကြိုက်ပါတယ်နောက်တစ်ခုကကြတော့ကျွန်မတို့ National Geographic လိုဟာမျိုးတကယ်ဒီ documentary ပေါ့နော်အဲ့ဒီဟာလေးတွေလည်းကျွန်မပြပါတယ်screen time စားတဲ့အချိန်မှာကျမကအဲ့ဒါလေးတွေနဲ့ဖြည်းဖြည်းချင်းတနေ့ကိုနည်းနည်းနဲ့ပေါ့သူရသတ်မှတ်ထားတဲ့ဒီအသက်အရွယ်လိုက်သတ်မှတ်ထားတဲ့နိုင်ယူမကြော်ဘဲနဲ့ပေါ့နော်အချိန်ကိုပြောရရင်တော့အချိန်ကိုမကြော်ဘဲနဲ့ကျမဒါမျိုးလေးတွေပြ National Geographic ကဟာလေးတို့သူစာအုပ်သေးကတရိษံလေးတွေတဘာဝပြီးတော့နောက်တစ်ခုက life cycle လေးတွေပေါ့တော့မှာဖားရဲ့ life cycle ရှိမယ်လက်ပြရဲ့ life cycle ရှိမယ်တစ်ပင်ရဲ့ life cycle ရှိမယ်အဲ့ဒါလေးတွေနဲ့ကျမတွဲပြီးတော့ပြပါတယ်ဒါနှစ်ခုပေါ့နောက်တစ်ခုကတော့အမြင်တော်တော်များများလဲမမေတို့ရင်းနှီးပြီးသားပါ Miss Rachel သူကကြတော့ဒီ English ဒီ pronunciation ပေါ့နော်ဒီအတန်ထွက်တဲ့ဟာလေးတွေရောဒီနှခမ်းဒီကြွက်သားလေးတွေစကားပြောတဲ့ဟာမျိုးကိုသူက interactive ပုံစံနဲ့သူကသင်ပေးတဲ့ပုံစံလေးနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ကလေးအတွက်ကဒါအများကြီးအထောက်အကူပြုတယ်ပြီးတော့သူတယောက်ကသူ့ကိုသင်ပေးရဆိုတဲ့ဟာမျိုးလေးလည်းကလေးကဒါ sense ရတယ်ပေါ့နော်အဲ့တော့သူတို့ဒီ play group တို့ကျောင်းတို့သွားတဲ့အချိန်မှာလည်းဒါဆရာမတွေကသူတို့ပြောပြရင်ဒါလေးကရင်းနှီးပြီးသားဖြစ်တယ်ဆိုတော့ကျွန်မအဲ့ Miss Rachel show လေးလည်းကျွန်မကြပါတယ်သဘောလဲကြပါတယ်နောက်တစ်ခုကတော့နည်းနည်းလေးနှစ်ခွဲ3နှစ်လောက်ဖြစ်လာတဲ့အခါမှာကျွန်မ Bluey ကိုပြပါတယ် Bluey ကလည်းဒီကလေးရဲ့ဒီ emotional regulation ပေါ့နော်ဒီစိတ်ခံစားချက်အကြောင်းလေးတွေပြီးတော့ဒီ family ဘယ်လိုပြောမလဲဒီ family တွေဘယ်လိုမျိုးနေကြလဲနောက်ပြီးတော့တယောက်နဲ့တယောက်ဘယ်လိုဆက်သွယ်ကြလဲမောင်နှမ2ယောက်ကဘယ်လိုမျိုးလေးတွေသူသားဖဒီသားမိတွေကဘယ်လိုလေးတွေတငယ်ချင်းတွေကဘယ်လိုလေးတွေဆိုတဲ့ဟာလေးတွေလည်းအများကြီးအဲ့ကနေပြီးတော့ရတယ်ပေါ့နော်ဆိုတော့အဓိကတော့သူကဒီ connection ဟာလေးတွေကိုပြတာဖြစ်တော့ကျွန်မ Bluey ကိုလည်းကျွန်မသမီးလေးကိုပြပါတယ်နောက်တစ်ခုကတော့သူက stimulation နည်းနည်းလေးတော့များတယ် color နည်းနည်းများလို့ဒါပေမဲ့သူကစာအုပ်ကိုလည်းကြိုက်တယ်ဒီ TV shows ကိုလည်းကြိုက်တာတော့ Peppa Pig ပေါ့နော်ကျွန်မ Peppa Pig series ကိုလည်းကျွန်မပြပါတယ် Bluey ကတော့ပို့ပြတယ်နောက်တစ်ခုကတော့ကျွန်မ recommend ပေးရမယ်ဆိုလို့ရှိရင် Little Bear ဆိုလဲသူလုံးဝ stimulation လုံးဝမပါဘူးGuess How Much I Love You လို့ပဲဒါအဲ့ကြောင့်မို့နည်းနည်းလေးတော့ပြင်းနေတယ်ပေါ့နော်သူဒါပေမဲ့ကြည့်တာတော့ကြည့်တယ်ကျွန်မအဲ့ Little Bear series လေးတွေကိုလည်းကျွန်မပြပါတယ်နောက်ဆုံးတစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့ Puff and Rock လည်းဒါချစ်စရာကောင်းတယ်ပေါ့နော်ပြီးတော့ခုနကပြောသလိုလှုံ့ဆော်မှုလဲသူကအရန်နေတယ် stimulation နဲ့တဲ့အပြင်သူကဒီ nature ကိုပြတယ်ခုနကစင်တာတော့ Guess How Much I Love You နဲ့စင်တယ်ပုံစံကလေဒီတငယ်ချင်းဒီ friendship လေးကိုပြတယ်ဒီ nature ကိုပြတယ်ဒီတဘာဝဘယ်လိုပြောမလဲ seasons တွေweathers တွေဒါမျိုးလေးကိုပြတာပေါ့နော်ဒီ scenario လေးတွေကလည်းဒီလိုတရိတ်ဆန်လေးတွေရဲ့တဘာဝခက်ဆင်လေးတွေဆိုတော့အဲ့ဒါလေးကလည်းကျွန်မသမီးကိုကျွန်မပြတဲ့ TV shows လေးပါအဲ့တော့အခုဒါလေးတွေကတော့ကျွန်မကိုယ်တိုင်လည်းသမီးလေးနဲ့အတူတူကြည့်ပေးပြီးတော့ပြပေးတဲ့အပြင်ကိုဒီမမေတို့ဒီ screen တိုင်းနဲ့ပတ်သက်ပြီးတော့ဗာလေးတွေပြလဲဆိုတာသိချင်တဲ့မမေတွေအတွက်လည်းအထောက်အကူဖြစ်မဲ့လို့ယူဆရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်